အတူပါခြာတော့ကအိမ်ရှိမှာအိုးခွဲတော့ကအိုးကိုတစ်ချက်သေးကြအောင်မခွဲပဲနှစ်ခါပေါက်ခွဲလိုက်တဲ့အတွက်ကြောင့်နေတော့အလောင်းတွေတွေ့နေရတာ ကဲကြပါဦးကဲကြပါဦးလုံးကြပါဦးလုံးကြပါဦး ဘလို့ဖြစ်တာလဲ ငါမေလေးငါမေကိုဘူးရအသက်ရှင်ကျန်နေတာငါဘယ်လိုလုပ်ရမ စေ လဲ းထားပါစေးထားပါကြည့်ကြသေးတာပေါ့ငါလောက်ထားတဲ့ဒီအထက်စင်ရဲ့စီရင်တံကိုဒင်းခံနိုင်မလားဆိုတာကြည့်ကြသေးတာပေါ့ပြဿနာဆိုတာပြဿနာရှိတဲ့နေရာလာတတ်တာမျိုးပဲနင်တို့ရက်ကွက်ထဲမှာပြဿနာဖြစ်တာနင်တို့ရက်ကွက်ထဲမှာပြဿနာရှိလို့ပေါ့ဖြေကတော့နင်တို့ရက်ကွက်ထဲကဒေါ်ပူးအိမ်ကစတာပဲငါအာယုံခံကြည့်ရတော့ဆိုရင်အတူပါခြာတော့ကအိမ်ရှိမှာအိုးခွဲတော့ကအိုးကိုတစ်ချက်သေးကြအောင်မခွဲပဲနှစ်ခါပေါက်ခွဲလိုက်တဲ့အတွက်ကြောင့်နေတော့အလောင်းတွေတွေ့နေရတာ အမလေးဖေဖေငါမပြောဘူးလားငါတို့ရက်ကွက်ထဲမှာတခုခုမှားနေပါပြီလို့ဆရာမကြီးတိတ်တော်တာပဲ ဟုတ်တယ်အဲ့ဒေါ်ပုအိမ်လေအာတူပါတော့ဖိုးတာရဲ့ရေအိုးမြေပြင်းမခွဲပဲနဲ့မျက်ဖုတ်ပေါ်ခွဲတော့မကွဲလို့နှစ်ခါပြန်ခွဲရလေအဲ့ဒါကြောင့်မို့အလောင်းတွေဆက်နေတာ ဟုတ်တယ် စမမောစက်တာမလေတစီတဒန်းကြီးကိုစောက်မှာအဲ့တေဝါတဲ့အဖွားကြီးက65နှစ်မဟုတ်လားအေးအသက်